ပြုံမစစ်မိန်းမလက်ထပ်ယူရနွား3မျိုး3ကိုယ့်အကိုလေးစားမှုမရှိဘဲနဲ့လိန်ကိစ္စပဲအဓိကထားရယောက်ျားပါအဲ့လိုမျိုးယောက်ျားတွေကသူ့ကိုပေးပြီးရောပေါင်ကြားနှစ်ခုဟာလားအရေးမကြီးဘူးဆိုပြီးတော့သူ့ဘာသူ့ယောက်ျားကောင်းလို့ထင်နေတဲ့ညံမရှိရဲ့နွားတွေဖြစ်ပါတယ်အပြိုစင်ထိန်းသိမ်းနိုင်မှုဆိုတာလားမင်းလေးတယောက်နဲ့အရန်အရေးကြီးရဲ့တန်ဖိုးရှိရဲ့အရေးချင်းဆိုတာသူ့ခေါင်းထဲမှာစဉ်းစားနိုင်စွမ်းမပါလာတဲ့နွားယောက်ျားဖြစ်ပါတယ်သူအရေးချင်းမရှိရဲ့ယောက်ျားအရေးချင်းရှိရဲ့ယောက်ျားဆိုရင်သူ့ကိုချစ်တဲ့မိန်းကလေးကအများကြီးပါအဲ့ဒါကြောင့်ဘယ်တော့မှအပြုံမစစ်တဲ့မိန်းမကိုလက်ထပ်ယူမှာမဟုတ်ပါဘူးသူ့ကိုချစ်တဲ့မိန်းမတွေမရှိလို့ကအပြုံမစစ်တဲ့မိန်းမကိုလက်ထပ်ယူရတဲ့နွားယောက်ျားဖြစ်ပါတယ်1အပြင်းကြီးရဲ့နွားယောက်ျားမိန်းမကောင်းအပြိုစင်စွာရှာခက်ပါတယ်အဲ့ဒါကြောင့်လဲတန်ဖိုးရှိတာဖြစ်ပါတယ်တတယ်လို့ပေါင်းမဲ့မိန်းမတော်မှတေးချက်ချအချိန်ယူပြီးတော့မရှာဘဲနဲ့အပြုံမစစ်တဲ့မိန်းမကိုယူတဲ့ယောက်ျားဆိုတာတော်တော်လေးအပြင်းထူတဲ့ယောက်ျားဖြစ်ပါတယ်အဲ့လိုယောက်ျားမျိုးတွေကဘဝမှာဘယ်တော့မှချမ်းသာမှာမဟုတ်ပါဘူးအောင်မြင်မှာလည်းမဟုတ်ပါဘူးဒီလိုမျိုးနွားယောက်ျားတွေကိုတွေ့မှုပါလားကိုမအမမန်ရှင်းခေါ်လာပါဒီလိုမျိုးအချစ်ပညာရဲ့ပို့ပြီးတက်ချင်းဆိုရင် Rich မြန်မာ Dating Advice ဆိုတော့man ကဘာလက် American အချစ်ပညာရှင် YouTube channel Facebook TikTok ကို subscribe လုပ်ထားပါအချစ်နဲ့ပတ်သက်တဲ့ဗီဒီယိုပို့ပြီးကြည့်ချင်ဆိုရင် YouTube playlist မှာတွားပြီးတော့ကြည့်ရပါတယ်